ကောင်မလေးရဲ့သက်ဆက်ရှင်တဲ့ play တဲ့အခါမှာတော့သူမရဲ့လက်မောင်းပေါ်မှာအနာဂတ်ချစ်သူဖြစ်လာမဲ့သူရဲ့နာမည်ကအလိုလျောက်ပေါ်လာခဲ့ပါတယ်။သူမလည်းဒီနာမည်ပိုင်ရှင်ကိုနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ဘာမှရှာမတွေ့ရပါဘူး။တနေ့မှာတော့အဲ့ဒီနာမည်နဲ့တထရတဲ့တူတဲ့ကောင်လေးတယောက်ကိုသူမဆုံတွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးရဲ့လက်မောင်းပေါ်မှာတော့တခြားကောင်မလေးတယောက်ရဲ့နာမည်ရှိနေတာကိုသူမသတိထားမိသွားတဲ့အခါမှာတော့ကောင်မလေးခမရင်ကျူးမတက်ခံစားခဲ့ရရှာပါတယ်။ဒီလိုနဲ့9နှစ်တာအချိန်တွေကုန်လွန်သွားခဲ့ပြီးသူမဘေးနားကလူတိုင်းဟာသူတို့ရဲ့ဖူးစာဖက်တွေကိုအသီးသီးတွေ့ရှိသွားကြပြီမဲ့သူမကတော့တယောက်တည်းအထီးကျန်နေတော့ပါပဲ။ဒါပေမဲ့ဒီနေ့မှာတော့ကောင်မလေးရဲ့လက်မောင်းပေါ်ကနာမည်ဟာတဖန်ပြန်လဲလင်းလက်လာခဲ့ပါတယ်။ဒီတစ်ခါတော့အချစ်စစ်နဲ့တကယ်ဆုံပြီးဆိုတာကိုသူမအာယုံခံမိလိုက်တာပေါ့။ကောင်မလေးလည်းရင်ခုန်တုံးလို့စွာနဲ့ပတ်ဝန်းကျင်ကိုဝေဝဲကြည့်လိုက်တဲ့အခါမလားမကန်းမှရှိနေတဲ့ရုပ်ချောချောကောင်လေးတယောက်ကိုလှမ်းမြင်လိုက်ရပါတယ်။သူမလည်းစိတ်လှရှားစွာနဲ့သူ့စီလျှောက်သွားပြီးသူမလက်ပေါ်ကနာမည်ကိုရွတ်ပြလိုက်တဲ့အခါကောင်လေးကအနေခက်တယ်လို့မျိုးခေါင်းငင်ပြခဲ့ပါတယ်။ကောင်မလေးကလည်းချက်ချင်းပဲသူ့ခန္ဓာကိုယ်ပေါ်မှာသူမနာမည်ရှိနေလားလို့မေးလိုက်ပြီးမြဲကောင်လေးကတော့မရှိကြောင်အပြတ်ငင်းဆိုခဲ့ပါတယ်။ကောင်မလေးခင်ဗျာအကြီးကျယ်စိတ်ပြတ်သွားခဲ့ရတာပေါ့။ဒါပေမဲ့သူမမသိခဲ့တာကသူ့ရဲ့ရင်ဘတ်ပေါ်မှာသူမရဲ့နာမည်ဟာအချင်းအရှားရှိနေပြီးသားချစ်နေတာကိုပါ။သူဖွင့်မပြောရဲပဲဝေခွဲမရချစ်နေရတဲ့အကြောင်းရင်းကတော့တခါကကောင်မလေးယောက်ျားလေးအိမ်သားတွေကထွက်လာတာကိုမြင်ခဲ့ဘူးသလိုတခြားကောင်မလေးတယောက်နဲ့ရင်းရင်းနှီးနှီးရှိနေတာကိုလည်းမြင်ခဲ့ဘူးလို့ပါပဲ။ကောင်လေးခင်ဗျာသူ့ရဲ့အနာဂတ်ချစ်သူဟာယောက်ျားလေးတယောက်ချစ်နေမလားဆိုပြီးလက်မခံနိုင်ချစ်နေခဲ့တာပါ။အိမ်ပြန်ရောက်တဲ့အခါကောင်မလေးကသူမရဲ့တငယ်ချင်းကိုဒီအကြောင်းလေးပြောပြခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကတော့အဲ့ဒီကောင်လေးလိန်နေတာသေးကြတယ်လို့ယူဆပြီးသူ့ရဲ့အင်ဂျီကိုချွတ်ခိုက်ဖို့အခွင့်အရေးရှာစမ်းပါလို့တိုက်တွန်းခဲ့ပါတယ်။ဒါကိုကြားတော့ကောင်မလေးခင်ဗျာရှစ်သွေးဖြန်းသွားတာပေါ့။ဒါပေမဲ့တငယ်ချင်းဖြစ်သူကိုပြန်လွတ်ပြီးလှည့်ကြည့်မှာတော့အဲ့ဒီကောင်လေးဟာသူမရဲ့နောက်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီလိုမမျော်လေးမဲ့ထိကြိုက်တွေ့လိုက်ရလို့အံ့ဩမြင်တတ်သွားတဲ့ကောင်မလေးဟာလန့်ဖြန့်ပြီးသူမရဲ့အခန်းထဲကိုပဲကြပြကြပြေးဝင်ပုံလိုက်ပါတော့တယ်။အဲ့ဒီညလူစုလူဝေးပွဲလေးတစ်ခုမှာတော့ကောင်မလေးဟာသူတို့နှစ်ယောက်အခန်းဖော်ပြီးဖြစ်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။သူမတကောတော့ပျော်မြူးသွားပြီးကောင်လေးရဲ့အင်ဂျီကိုချွတ်ပြီးသူမနာမည်ရှိမရှိဘလို့စစ်ဆေးရမလဲဆိုတာကိုစိတ်ကူးရင်နေမိတာပေါ့။ဒါပေမဲ့အမတ်မထမ်းပဲသူမကကောင်လေးပေါ်ကိုရေရီမောက်ချသွားမိသွားပါတယ်။ကောင်မလေးလည်းလန့်သွားပြီးကောင်လေးရဲ့လက်မောင်းကိုကြည့်လိုက်တဲ့အခါဘာနာမည်မှမရှိနေတာကိုသတိပြုမိသွားပြီးသူမရဲ့နှလုံးသားလေးလည်းကြေကွဲသွားရပြန်ပါတယ်။မကြခင်မှာပဲကောင်မလေးကစိတ်မကောင်းဖြစ်ပြီးမူးအောင်တောက်လိုက်ရကနေအမတ်မှာပြီးကောင်လေးရဲ့အခန်းထဲကိုရောက်သွားပါတော့တယ်။ကောင်လေးလည်းလန့်နိုးပြီးအိပ်ပျော်နေတဲ့ကောင်မလေးရဲ့ချစ်စရာကောင်းနေပုံကိုကြည့်ရင်းနဲ့သူ့ရဲ့နှလုံးခုန်တန်တွေဟာလည်းထိမ့်မနိုင်သိမ့်မရမြန်ဆန်လာခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ကောင်လေးဟာသူမကိုပွက်ချီပြီးသူမရဲ့အခန်းစီကိုပြန်ပို့ခဲ့ပါတယ်။ဒါပေမဲ့သူအခန်းထဲကအထွက်ချမ်းပင်ပေါ်ကရှုပ်သွေးနေတဲ့ကျိုးကွင်းကိုမတော်တဆနှိမ့်မိပြီးခြေချော်ကသူမရဲ့နှုတ်ခမ်းလေးကိုမမျော်လင့်ပဲထိမိသွားပါတော့တယ်။